ပြင်းလိုက်ကွာငါရှောက်သွားလောက်မယ်ခဏစောင့်ထားဟုတ်ကဲ့ဆရာဟုတ်ဆရာကလိုင်းရရောက်နေဆရာ အော်အေးလာပြီ哎呀，那masih belum makan. ကျွန်တော်ဆရာတို့ပဲဆွမ်းသုံးတာများတော့ခေါင်းကိုက်တာနားစီရနားချီရနားပိတ်တယ်အကုန်ဖြစ်တော့စီးတိုက်လိုက်မှအဆင်ပြေတော့ဆရာ 没有，读啊没有哎，丢。都妈把你啥来没丢？ ဟုတ်ဆရာကျမကြွေးဘလို့မှပြန်တောင်းလို့မရလို့ဆရာစီလာခဲ့တာပါဆရာ 哦，ရတယ်嘛。အမရမယ်တဲ့ကျွန်တော်30%ယူမယ်နော် ။အော်ဆရာရဲ့20%လောက်တော့လုပ်ပါ အမို့30ပြ 20ပါ 25ပြ ။ကဲလို့ပါဆရာရပါတယ် ရအဲ့ဆိုမှလိမ့်စာလေးပြောမယ် ။ဆရာမြန်သားလို့ အမရမယ်ဟာတသိမ့်နဲ့လား ဆရာအဲ့တသိန်းတောင်မှဘလို့မှတောင်းမရလို့ဆရာစီကူညီလာတောင်းရတာဆရာကြီး ကျွန်တော်တသိမ့်ဆိုတော့25%ဆိုတော့ကျွန်တော်ရှစ်တောင်းကျွန်တော်9000ပြပေး ။အော်ဆရာကျမစီမှာ9000နဲ့မရှိဘူး ဟမ်မကျွန်တော်လည်း9000အဲ့ဆာမရှိလို့လေရုပ် ။အဲ့ဆိုဆရာရဲ့9000တော့ချွတ်လိုက်ပါတော့။ကျမလည်း9000နဲ့မပါလို့။ဟာကဲကျေးဇူးများကြီးပါတယ်ကျမလည်းတော့ sorry ဆရာရဲ့ထားခဲ့ပြီနော် ဟာအေးရတယ်ကွာ2000နဲ့ကွာရုပ်မင်း9000ယူလိုက်ကွာ9000ပြန်ပြီ ဆရာကျွန်တော်မှလည်း9000လည်းမရှိဘူးတသားမယူထားရတော့ ဟာ ဟာဆရာကနောက်ထပ်ကလိုင်းရတယောက်လာနေ ဟာယောဟာမောင်ကိတ်ဟာဒီဘာလို့လာပြန်ပြီလဲမသိဘူး ။တင်းတင်းဘာတခုတော့ကူညီပါဦးပါ။အိမ်မှာကျွေးချင်ရောက်နေတာ။ဟာကျွေးချင်ကောင်းပါလေလေရုပ်လေးချောတော့အရင်ရက်ဆက်တာနေနေ။ဟာသူ့တပည့်ရလေကြမ်းကြမ်းတန်းတန်းနေကွာ။ခုချိန်တော့မင်းအိမ်ကိုဖျက်ပြီးတော့ဘကွင်းနေလောက်ကြပြီ။ဟာကူညီမအောင်ကွာနေမင်းကူညီမဖြစ်ပါနဲ့။တော့ မတန်းနိုင်တော့ဒီပါစားဟာတော့လာ အဲ့ဒီကိတ်ဆိုတဲ့ကောင်ဘလို့မှဆက်သွယ်လို့မရဘူးဆိုတော့အိမ်ထဲဝင်ပြီးယူလို့ရတာအကုန်ယူခဲ့ ဟုတ်ကဲ့ပါမလေး ဟေးငါဆေးအာနာ ဟာဆရာမေးကြံခဲ့ပြီ အာမင်းတောင်းနေကြမက်ဆီပလက်ကိုပြောလား။အေးငါထဲမှာပါနေရော တိုင်းရှိကေ ဟာလေကျွန်တော်ဒီကောင်မိလား နင်ဘာကိစ္စဖုန်းလေးဆက်ပိတ်ထားတယ် ဖင်ငါတကယ်အဆင်မပြေသေးလို့ပါတပတ်တော့ပဲထပ်ဆောင်ပြီပါ နေဘောဒီကောင်ဘလောက်တော့ကြီးထားလို့ 3000 ဟမ်他抽走后耶 Maxi Plus